ဒီ2026မှာ AI တွေကလောရင် smartphone ကုမ္ပဏီကဘာတွေအပြိုင်နေကြတာလဲလက်ရှိကျွန်တော်တို့ဘောအသစ်တလုံးဝယ်မယ်ဆိုရင်ဟိုက AI တွေအသုံးမပြုရင်တော့မှဘယ်လို user စရာ topic တွေစီးပါတယ်လဲစတဲ့ဒီကောင်းစင်တွေကိုစိတ်ပုံဝင်ဆိုင်တော့ပထမဆုံးအနေနဲ့ silicon carbon battery ဒီ2026မှာမဟုတ်ဘူးပေါ့နော်ဒီ25ရက်ဒီ new weather ကစတင်ပြီးတော့ဟုတ်ဗရန်အစုံတွေကပေါ့နော်ဒီ budget တွေနဲ့ mid phone တွေမှာတော်တော်လေးအားပြန်ပြီးတော့ခြေလန်းကျဲလေးနဲ့သတိထားမိရဆရာကဒီ battery ဘိုင်းကိုပဲပြောမယ်တော်တော်များများ battery 6500 9000အခုဆိုလို့ရှင်ဗျာနောက်ဆုံးရတဲ့သတင်းတွေအရာဆိုလို့ရှင်ဒီ China ရုံဖုန်းတွေမှာမဟုတ်ကျွန်တော်တို့ဒီ global နဲ့ Thai ကို officially ဝင်တဲ့အလုပ်တွေထဲမှာ battery 1000စွန်းလေးကြော်တဲ့ဖုန်းတစ်လုံးတောင်ဝင်ရလာတယ်တိတ်မကြခင်ကပဲနေ့စီ Thai market မှာစရောင်းပြီးဖြစ်တဲ့ဒီ bat 19000လောက်ရှိမဲ့ Realme ရဲ့ P4 Power ဆိုတဲ့ဖုန်းတစ်လုံးရှိတယ်သူ့ရဲ့ battery က1000နဲ့10 million ပေါ့နော်1000ဆိုလဲ1000မလားမဟုတ်အနောက်နေ1တလောက်ပါသေးတယ်ပြောမှာကလူကလိုက်ဖြစ်တယ်ဆိုတော့ကျွန်တော်က1000လို့ပဲပြောလိုက်မယ်ဒီဖုန်းဆိုရင်ဘတ်တီလောကအမေစိတ်သူပဲလားဆိုတော့အဲ့လိုမဟုတ်သေးဒီ NQ တွေထဲမှာဆိုရင်လည်းဘတ်တီ9020တို့ပို့ကိုတွေထဲမှာဆိုရင်လည်းဘတ်တီ8500တို့နောက်ပြီးတော့တခြားဖုန်းတွေမှာလည်းဘတ်တီ9000ကျော်ခုနှစ်အများကြီးထွက်လာတယ်ပေါ့နော်အဲ့ဒီထဲကနေမှအဒီကအပြောင်းလဲဆိုကတော့ဘတ်တီပဲဒီ2026အတွက်ကျွန်တော်တို့ AI ကလောရင်အတိအသာဆုံးပြန်နေကြတာတခုကတော့ဘတ်တီလို့ပဲပြောရမှာဆိုတော့တခုတော့စီတယ်ဒီ iWatch သမားတွေကတော့ဒီပွဲမှာမပါလို့ပဲပြောမှာiPhone သမားတွေကတော့တေချာပေါ့အရင်နေ့ကအတိုင်းပဲ90တို့100တို့နဲ့ပါတိုးနေတိုးမှာပေါ့နော်ပြောလို့မပြောတော့ဒီ2026အတွက်လာမယ့်စက်တင်ဘာမှာ iPhone 6ကြရင်တော့ပြောင်းလဲပြောင်းမလားနည်းနည်းထက်မြိုင်းလဲများမလားဒါမှမဟုတ်အရင်တော့ဘတ်တန်နဲ့ဒီခေတ်ကဘတ်ဒီကိုပဲအမောင်းနည်းနည်းလေးထပ်တိုးပြီးတော့ထပ်ပြီးလာမှာဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်သို့တော့ Android phone ရဲ့ market ထက်မှာတော့ဘတ်တီကတော့လောဝါတော့1နေပြေးနေပြီးတော့ပြိုင်နေကြတဲ့ဒီ challenge တစ်ခုလို့တော့ပြောလို့ရမယ်နေ့ကလေးကျတော့ခါဖုန်းလေးဒီအပိုင်းမှာတော့ကျွန်တော်အရင်လည်းတိတ်မပြောချင်ဘူးအရင်ကဆိုရင်ကျွန်တော်တို့ကတစ်ခေါက်ချိုးတယ်နှစ်ခေါက်ချိုးတယ်အဲ့လိုမဟုတ်တော့ပဲဒီ2026မှာတော့3ခေါက်ချိုးဖုန်းတွေတော့မှနည်းနည်းပြန်နေကြတယ်ဒီ Apple မှာဆိုရင်တချို့တွေက brain နေကြတယ်ပေါ့နော် Apple ခုချိန်ဒီခေါက်ဖုန်းတွေပါတယ်ညာတွေမလာသေးဘူးလားပြောလို့မပြောတော့ဒီနေ့လာမလာဘူးလားအစောင့်ကြည့်ရပါပဲသို့တော့လက်ရှိအခြေအနေရနေဆိုတော့ခေါက်ဖုန်းတွေကထပ်လိုက်တော့မှဈေးနဲ့လောကငယ်တိတ်တိတော့ကတ်သွားမယ်အခြေအနေပဲခုဆိုစဉ်ပြဈေးတော်တော်လေးဖုန်းတွေတော့မှဘက်က900 1000တိတက်နေကြတဲ့အချိန်မှာအရင်နေ့ကထွက်ခဲ့တဲ့ခေါက်ဖုန်းတွေဆိုရင်ဒီ Samsung တွေကနေဆိုဘတ်9000 8000ဆိုတော့ဒီနေ့မှကျွန်တော်တို့ဒီတောက်ခေါက်ကျူဖုန်းတွေကထပ်လိုက်ဈေးနဲ့ဘတ်တော့မှသိကနန်းလောက်ကတ်သွားမယ်လို့ထင်တယ်တော့ဒီခေါက်ဖုန်းအကြောင်းတော့ကျွန်တော်ကဒီနေ့မှာစကစ်လောက်လာမှာပေါ့နော်ကိုတွေနဲ့လည်းဘာမှလည်းမဆိုင်ကိုလက်လမ်းမမီတဲ့အရာတခုမို့လို့ဒီအပိုင်းကိုစကစ်လောက်လာမယ်အပတ်တော့အချက်ကလေးကြတော့ဒီ display ပိုင်းပေါ့နော်ဆိုတော့ဒီ display မှာဆိုရင်တော့ဗျာပြောစရာရှိတာကဘဒူအချမ်းပိုခံတယ်ပြုံးကြရင်ဘာတွေညာတွေဆိုတဲ့အပိုင်းကိုပို့သွားတယ်ပေါ့နော်အခုနောက်ပိုင်းထွက်တဲ့ phone တွေဆိုရင် display အမခဏပါတယ်ပေးရတယ် using မှာဒီ HDR ရဲ့စံသက်ချက်တွေအရာတွေနဲ့5 star တွေပါတယ်ရတာလဲ phone တွေတဲ့တောက်ဆောက်အများကြီးတွေထွက်လာတယ်ဆိုတော့ဗျာအဲ့တော့ဒီတတိယအခန်းကဏ္ဍမှာဆိုရင်ဒီ display ကလောဝမပါမပြေပြန်နေကြတဲ့ပွဲတစ်ခုပဲဆိုရမယ်ဒီနောက်မှာလီမာနဲ့ထူပြီးတော့တမှုကွဲကြသွားတဲ့ကောက်တစ်ကောင်ရှိတယ်ပြီးခဲ့တဲ့ဒီ new year ပြီးလောက်မှထွက်ခဲ့တဲ့ Samsung S24 S26 Ultra ပေါ့နော်သူကတော့အကြံပနာခဏတွေမဟုတ်ဘူးလေကျွန်တော်တို့ဒီ privacy display ပဲကျွန်တော်ပွားတယ်ပေါ့နော်ပြောချင်တာဒီ Samsung S26 ထဲမှာလည်းပြောင်းလဲသွားတဲ့ဟာတွေထဲမှာဆိုကျွန်တော်တို့ဒီ display အပိုင်းကိုပဲပြောမယ်ပြီးဒီချို့ဒီ mirror phone တွေပါတယ်မှာဆိုလဲ OLED panel တို့ကမှ 144 Hz တွေနဲ့အဲ့ဒီချမ်း focus ထားပြီးတော့စင်ပြိုင်လေးနေကြတယ်ပေါ့နော်ဆိုတော့အရင်တော့ flagship feature တွေဖြစ်ကြတဲ့ဒီ OLED panel တွေ144 Hz တွေဆိုတာအခုချိန်မှာကျွန်တော်တို့ mirror phone တွေမှာလည်းလောကတပြောတပါးကြီးကိုမြင်နေရတယ်ဒါကလည်းကျွန်တော်တို့ customer တွေတော့တော်တော်လေးကိုမှအားရကျင်းတဲ့ဖို့ကောင်းတဲ့အချက်ပေါ့နော်နံပါတ်၄ချက်ကလာကြတော့ကင်မရာပေါ့နော်ကင်မရာမှာကလပ်ကြတော့အရင်တော့လည်းမျိုးကျွန်တော်တို့ဒီ makeup picture တွေမဟုတ်တော့ပဲဒီ aperture လို့ခေါ်တဲ့အလင်းဝင်ပေါက်သူတို့ပြန်ကိုယ်တွေပြန်နေကြတယ်ဒီ Samsung S26 Ultra မှာဆိုရင်ပြီးခဲ့တဲ့ဒီ S25 နဲ့ဘာမှအရင်ကိုပြောင်းလဲမသွားပြီမဲ့လည်းဒီ aperture လေးမှာတော့ပြောင်းလဲသွားတယ်ပေါ့နော်ဥပမာပြဒီ S26 Ultra ရဲ့ပြီး Oppo ရဲ့ဒီA9 Ultra မှာဆိုရင်ဒီအလင်း aperture တွေပါလေတော်တော်လေးကိုမှဟ
ပိုကြီးလာတယ်ပိုကျန်းလာတယ်လို့ပြောတယ်ပေါ့နော်သို့တော့ဒီအပိုင်းကတော့ဒီ flagship ဖုန်းသမားတွေအတွက်တော့တော်တော်လေးကိုအဆင်ပြေတယ်ကျွန်တော်တို့ပုံမှန်ဒီ nature color တွေပချံသွားရင်လည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ကဒီ option တွေပါဒီဖြတ်လို့ရတော့လည်းတော်တော်လေးကိုမှကောင်းမွန်တဲ့ option တစ်ခုပဲနောက်ဆုံးအချက်ကလည်းကြတော့ဒီ next generation processor တွေဖြစ်သွားပြီပေါ့နော်ဒီ processor ဒီနေ့မှတော့ကျွန်တော်တို့ကဒီ3 nanometer နဲ့ 2 nanometer ပချံနဲ့ဦးစားပေးသွားနေတယ်သို့တော့ကုန်စည်နှုန်းတွေအရာဒီ next generation processor တွေရပြီမဲ့လည်းဈေးနှုန်းကတော့များနာချေရှိတယ်။ထို့တော့ဒီထဲမှာအမြင်သာစေတစ်ခုပြောချင်တာဒီ processor တွေထဲမှာအဓိကဖြစ်တဲ့ဒီ Core system ပဲခြံကတော့တော်တော်လေးမှအားပြိုင်နေကြတယ်။အထူးသဖြင့်ကျွန်တော်တို့ဒီပြီးခဲ့တဲ့လောလောမထွက်ရတဲ့ NQSCD တွေမှာဆိုရင်ကျွန်တော်ဒီ Core system တွေဆိုရင်ဒီ9000mm 2 square တို့9600mm 2 square တို့စတာတွေဒီလိုပြန်နေကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ processor တွေဘယ်လောက်ကျန်းနေပါညာပြောကျွန်တော်တို့အပူတွေထိတ်ချုပ်တွေအပိုင်းကလည်းတော်တော်လေးကိုစကားပြောနေရမှာမလို့အခုဟုတ်ဗရန်အစုံတွေကလည်းသူတပြန်ကိုတပြန်ဒီအပိုင်းကိုလည်းဆင်ပြန်နေကြတော့ပဲပြောချင်တာငါဖုတ်ကအပူဘယ်လောက်ဒီထိတ်ချုပ်နိုင်တယ်မင်းကတော့အပူဘယ်လောက်ထိတ်ချုပ်နိုင်တယ်အဲ့လိုတွေဆင်ပြန်နေကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ညီကိုတွေလည်းဒီ2026မှာဖုတ်အစ်စ်တလုံးဝယ်မယ်ဆိုရင် AI ကလွယ်ရင်ဘယ်လိုခေါင်းစဉ်တွေနဲ့ဘယ်လိုတာဂက်တွေနဲ့ချင်းကန်ရမလဲဆိုတာတို့ဒီဗီဒီယိုတွေကနေအနှဲငယ်တော့နားလည်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဒီညီကိုတို့အမြင်တွေရောဘယ်လိုရှိသေးလဲကျွန်တော်တို့ AI ကိုမတော်ဘူးသို့တော့ AI မဟုတ်တဲ့အထက်ကနေမှထက်ရေးချယ်ရမယ်ဆိုရင်ဘာတွေရေးချယ်ဖို့စဉ်းစားထားလားရှိတယ်ခမထမဝင်ရောက်ရေးပြတော့ပါဦးဒုစံတိုင်း for sale ပါ